ပတ်ဝေးပြီးသွားမလို့ဆောင်လာ1တော့တွေ့ဘူးကြောင့်ဘာတဲ့ကြောင့်စီတော့အဲ့တော့စတယ်မတေဘောတော့ပြီအဲ့တော့ဒီလေးကဘာဆောင်လဲကိုရမူတော့ကြောင့်ဒီလေးကဘာ TY လဲကိုရ CTY ဘာတော့လဲအဲ့တော့အဲ့တော့ let's go တော့နောက်ချက်1အော်မလို့ဆောင်ဒီမှာသူ့ရဲ့လုံးဝ1 2 2ကလာပါဆိုတာပဲတော့စီတော့အဲ့တော့ 4 ပတာနောက်တော့မှထပ်ပြီးတော့လုံးဝမူလို့ဆောင်လာပြီ1တော့မလား1 2 1မူလို့ဆောင်နောက်ချက်လုံးဝဘယ်လိုအိုးပြီးကလုံးဝ flip ကလည်းလုံးဝ level အလိုက်သုံးပါသွားတော့ခဲ pro player ခဲ player တော့မှအေးဘူးတော့တော်ကောင်းအော်နောက်တော့1 2 1ထပ်မှပြီးတော့ဆိုတော့တစ်ဖက်ကကြည့်အောင်တစ်ဖက်ကလုံးဝဒီမှာတော့တစ်ဖက်တော့အဲ့တော့ချောတာကြီးอ่ะ1 2အိုးလာကြီးပါလားမှုတော့ချောင်းတဲ့ကျွန်တော်ဒီ button ဘက်ကဒီကျွန်တော် jungle အိုးထက်ချောတာလေးဗျာတီက1အဲ့တော့သွားပြီနော်ထပ်မှပြီးတော့ကြာတော့မူးတို့ကြောင့် damage နဲ့ဘဲတဲ့တကယ်ပေါင်းမှတော့နေမူးတို့ကြောင့်1အိုင်စားနေတယ်ဘလာရေ1 2 1ဒါတော့မကန်လို့ area ထိတာတယ်နောက်ကနေခရာကြ damage ထပ်မဲ့မောစကတော့ပြတ်သွားပြီကန်လိုက်ပြီး recall လေးချက်ပါတယ်ဗျာအလားကြီးပါလားမပြောတယ်ဗျာခရန်ကြာ6 3အောင်သွားပြီးတော့ကျွန်တော်စီတော့အဲတော့ဖြစ်ဖို့တော့ကျိုးသာလိုက်ပြီးရှာတယ်အော် final flag ကြီးကမိသွားတာဗျာအဲ့တော့စီတော့အဲတော့အမှမူးတို့ကြောင့် recall တွေပြပြီးတော့ဟာဘာတတော့နာတော့လာပါခရန်ကြာဒီစောတာလေဗျာနောက်တစ်ခါမဲ့အိုးလာကြီးပါလားမေးတော့မလားလာတယ်ဗျာထက်လာမလားလာတယ်ကောင်းတယ်ဆက်ပြီးတော့ချောတာလေဗျာနောက်တော့ချောတာလေဗျာမေးတယ်ဒီလိုကပါခရန်ကြာဘိုးကတော့ဘိုးတယ်ပါဒီလိုချောတာလေဗျာဘာကျိုးတဲ့လည်းလာခွဲလာမလာတော့တယ်မဟုတ်ဘိုးတယ်ဒီတဲ့ဆက်ပြီးတော့လာတော့ချောတာလေဗျာဒီတော့ခလာကြီးဒီတော့အဲ့လိုဘူးတော့တော်လေဒီတော့ခလာတော့ကဘာကြီးကတယောက်အိမ်ရောက်နေလာလို့ရအိမ်ကဟောအကောက်ပရိုဖိုင်နေတော့အကောက်ပရိုဖိုင်အိမ်ကိုလည်းလာပြီးအသေးလာပြီအဲ့မှာလာပြီပြီးတင်တော့မှကြည့်လိုက်ကိုကြီးရဲ့အိမ်မှာညီလေးအိမ်ကိုအကြောင်းလှမ်းပြီးတော့တင်ထားတယ်မူးလုံးချောင်းဝီကောပြပြီးတော့စီတော့အဲ့တော့ဖြုတ်လိုက်ပြီအဲ့အကြောင်းလာတော့အဲ့တော့ TikTok ကဘာအောင်ရောက်တော့မယ်နော်